တက္ကသိုလ်ဝန်ထမ်း grade 12ဖြေလွှာတွေကိုတချို့အခုမကြခင်ဒီရက်ပိုင်းအတွင်းမှာစပြီးတော့စစ်တော်မှာပါ။ဘာဖြစ်လို့အခုလိုပြောတာလဲဆိုတော့တချို့ကပေါ့နော်ဒီတစ်နှစ်ဟာတချို့တက္ကသိုလ်ဝန်ထမ်းကြီးကြပ်မှုတာဝန်နဲ့ပေါ့နော်တချို့ကထူးထူးခြားခြားဒီနှစ်တခြားမြို့နယ်ကိုသွားပြီးတော့မှတာဝန်ထမ်းဆောင်ရတဲ့အတွက်ကြောင့်မလို့တချို့ကအမှတ်တရလေးအနေနဲ့အမှတ်တရလေးရိုက်ပြီးတော့မှပေါ့နော်တချို့ကဒီ post လေးတစ်ခုတင်လိုက်တာပေါ့နော်အဲ့ဒီ post လေးမှာတချို့ကိုcomment တွေရေးပြီးတော့မှသိကျင်တာလေးတွေကိုအများကြီးပဲမေးထားကြတယ်ပေါ့နော်အဲ့ဒီမေးထားကြတဲ့ကလေးရဲ့မိဘတွေចောင်းသားမိဘတွေကိုတချို့ကတယောက်စီတိုင်းကို reply မပြန်နိုင်တဲ့အတွက်ကြောင့်မလို့အရင်များနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်အခုလိုလေး reply လေးပြန်ပေးလိုက်တာပါတချို့ကဆိုလို့ရှိရင်အခုမကြခင်ရက်ပိုင်းအတွင်းမှာတက္ကသိုလ်ဝန်ထမ်း grade 12ဖြည့်ဆို့ထားတဲ့ဖြေလွှာတွေကိုမြန်မာနိုင်ငံလုံးမှာရှိတဲ့သက်ဆိုင်ရာတက္ကသိုလ်တွေပြည်နယ်တိုင်းဒေသကြီးပေါ့နော်တက္ကသိုလ်အသီးသီးမှာကျတို့စပြီးတော့အမှတ်တွေစစ်တော်မှာပါအဲ့ဒါလေးကိုလည်းပြောချင်ပါတယ်နောက်တစ်ခုကကြတော့ဒီ post လေးမှာပေါ့နော်မိဘတွေရောကလေးတွေရောအရင်သိကျင်းနေတဲ့ကိစ္စလေးဖြစ်တဲ့ရှယ်ရေးမိခွန်းနေမှားနေတာလားမိခွန်းတွေကဘလို့တွေကွဲပြားနေတာလားဒါမျိုးတွေမေးတဲ့ဥစ္စာတွေကိုလည်းတစ်ချက်အနေနဲ့တစ်ခုလောက်တစ်ချက်သိတဲ့လောက်လေးတစ်ခုလောက်ပြောချင်တာကဒီမေခွန်းမားသည်ဖြစ်စေမှန်သည်ဖြစ်စေပေါ့နော်တချို့ကသူ့ရဲ့တတ်မှတ်တဲ့အမှတ်ပေးစီးမြင်အတိုင်းအားလုံးကိုတန်းတူညီမျှတချို့ကအမှတ်တွေစစ်ပေးမှာဖြစ်ပါတယ်ဒီ grade 12ဆိုတာကတချို့အတွက်ဒီအခြေခံပညာအတွက်တော့အမြင့်ဆုံးတန်းဖြစ်ပါတယ်တက္ကသိုလ်ဝန်ထမ်းဆိုတော့အမြင့်ဆုံးတန်းဖြစ်ပါတယ်ပြီးတော့စစစ်တဲ့အမှတ်စစ်တဲ့ကိစ္စဆိုတာကလည်းတချို့ဆရာမတွေအတွက်ဟာအရန်ကိုကြီးလေးတဲ့တာဝန်တစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့တချို့ကဆိုလို့ရှိရင်ကိုယ့်ရဲ့လက်ထဲကိုရောက်လာမဲ့ပေါ့နော်ဖြေလွှာတအုပ်စီတိုင်းကိုတချို့ကတိချာခရုတစိုက်လေးနဲ့အမှတ်တွေစစ်ပေးမှာဖြစ်ပါတယ်အဲ့တော့တားရီသမီးတွေရောမိဘတွေရောအရန်ကိုစိုးရိမ်ပူပန်ဖြစ်နေတဲ့ဥစ္စာတွေကိုစိုးရင်ပူပန်မှုတွေမဖြစ်ကြပါနဲ့လို့တချင်ကဒီနေရာလေးကနေပြီးတော့ကိုတက်နိုင်တဲ့လောက်ကလေးပြောပြတာပါရှင်းပြတာပါနောက်တစ်ခုကကြတော့လေအဲ့ဒီတချင်ရဲ့ဒီ post လေးမှာပေါ့နော်တချင်တို့ကိုကျမ်းပါပါစေချမ်းသာပါစေတချင်တို့တွေအမတ်စစ်တဲ့နေရာမှာလဲဘေးရန်နေကင်းကြပါစေလူမျိုး comment လေးတွေရေးပြထားတာတွေလည်းအများကြီးပဲပေါ့နော် comment တွေ400ကျော်500နီးပါးတွေ့ရတဲ့အတွက်လည်းတချင်အရန်ဝမ်းသာပါတယ်အဲ့လိုမျိုးမှန်ပေးတဲ့တယောက်စီတိုင်းကိုလည်းတချင်ကအရန်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဒါလေးလည်းပြောချင်လို့ပါနောက်တစ်ခုကကြတော့ပေါ့နော်သူတို့စိုးရိမ်နေကြတဲ့ကလေးတွေစိုးရိမ်နေကြတဲ့အတိုင်းသူတို့ရဲ့အောင်မြင်မှုလေးတွေတီးကိုရောက်ကြဖို့ပေါ့နော်အားလုံးကိုပြန်ပြီးတော့ရကြပါစေလို့တချင်ရလဲဒီနေရာကနေပြန်ပြီးတော့ဆုတောင်းပေးပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်